ကျွန်တော်နိုင်ငံမှာရှိတဲ့အမျိုးသမီးတွေအားလုံးကနည်းပညာပိုင်းမှာတော်တော်လေးကိုအားနည်းကြပါတယ်ရှေ့ဗီဒီယိုမှာလည်းပြောခဲ့ပါတယ်ဒီနေ့ဗီဒီယိုကကြတော့ဒီနည်းပညာတွေအားလုံးကိုလေ့လာနေစရာမလိုပါဘူးကျွန်တော်ပြောမယ့်အကြောင်းအရာလေးကိုပဲတေချာမှတ်ထားရင်အဆင်ပြေပါရဲ့ပေါ့နော်ကျွန်တော်အခုပြောပြမယ့်အကြောင်းအရာလေးကစာပါဟုတ်ပါတယ် SCR VR ဆိုတဲ့စာပါဆိုတဲ့အကြောင်းကိုပြောမှာဖြစ်ပါတယ်ကျွန်တော်တို့ ID level မှာဆိုလို့ရှိရင်တော့စာပါကိုအထိပ္ပယ်မျိုးဖွင့်ကြရပေါ့နော်ဒီနေရာမှာခင်ဗျားတို့တွေအားလုံးကိုမြင်လည်အောင်ပြောမယ်ဆိုလို့ရှိရင်တော့စာပါဆိုတာ data တွေအားလုံးကိုသိမ်းရတဲ့နေရာကြီးဖြစ်တယ်ပေါ့နော်ကျွန်တော်ခုပြောမယ့်အကြောင်းအရာလေးကကြတော့ဒီစာပါကြီးရဲ့အသေးစိတ်တွေကိုကျွန်တော်ပြောပြနေမှာမဟုတ်ဘူးကျွန်တော်တို့နိုင်ငံမှာရှိတယ်ပေါ့နော်အမျိုးသမီးလေးတွေမှားတာရှိနေတဲ့အရာလေးကိုထောက်ပြပေးချင်တာဖြစ်ပါတယ်တော်တော်များများကအခုလက်ရှိက AI ခကြီးဖြစ်တဲ့အလျောက်ကျွန်တော်တို့အားလုံးကပုံလေးတွေကိုဟိုလိုပြောင်းလိုက်ဒီလိုပြောင်းလိုက်လေးတွေလောက်ကြရပေါ့နော်တော်တော်များများကတော့ဒီတရားဝင်ထုတ်လုပ်ထားတဲ့ ChatGPT တို့ Gemini တို့လိုနေရာမျိုးတွေမှာလောက်ကြရပေါ့နော် AI ကိုအလွန်ကျွံအသုံးပြုမိခဲ့တဲ့ကလေးမလေးတစ်ယောက်အကြောင်းကိုရေးရတဲ့ဆောင်းပါးလေးတစ်ပုဒ်တွေ့ခဲ့တယ်ပေါ့နော်ဒီဆောင်းပါးလေးထဲမှာဆိုလို့ရှိရင်ဒီကလေးမလေးကဘာဖြစ်လဲဆိုတော့ ChatGPT Gemini လို့ဒီ official ဒီ site တွေမှာသုံးတာမဟုတ်ဘဲနဲ့ပေါ့နော်သူက browser နေပြီးတော့ပေါ့နော်ဒီ dark side AI နေမှာသွားပြီးအသုံးပြုခဲ့တယ်ဘယ်လိုသုံးခဲ့လဲဆိုတော့ဆိုပြောလို့သူ့ရဲ့ပုံလေးတွေကိုမျက်နှာလေးတွေကိုပြပြီးသွားလို့ရှိရင်ဘာလေးလောက်ပါညာလေးလောက်ပါပေါ့နော်အဲ့လိုမျိုးလေးတွေလုံရင်းနဲ့သူကထပ်ပြီးတော့ကြမ်းလာတယ်ပေါ့နော်သူ့ရဲ့အဝတ်စလစ်ပုံတွေကိုပါဒီ AI ကိုပေးတယ်ပြီးသွားတော့အစောပြောလို့ဘယ်နေရာမှာဘာဖြစ်ပါညာပေါ့နော်ငါဒါလေးတွေကိုခုလိုမျိုးလေးပြောင်းနေတယ်ဒါလေးတွေကိုငါဖြူလာအောင်လုပ်ချင်တယ်sorry အစားရှိတဲ့ပုံစံမျိုးလေးတွေသူကပေါ့နော်ဒီ AI ကိုခိုင်းတယ်ဟိုပါလေအစောပြောလို့ ChatGPT လို့ Gemini လို့တရားဝင် site မဟုတ်ဘူးဗျာအဲ့ဒါဖြစ်တဲ့အတွက်ခိုင်းနေမြဟိုကလည်းလောက်တယ်ဒီဆောင်းပါးမှာကျွန်တော်အဓိကပြောချင်တဲ့ main point ကဘာလဲဆိုတော့ဒီမျိုးသမီးလေးကသူ့ရဲ့ဓာတ်ပုံတွေကိုအစိုးရပေါ့နော်ဒီ AI ကိုပေးလိုက်တယ်ပေးလိုက်တော့အဲ့ဒီ AI ကအစိုးရပြောလို့ဒီအမျိုးသမီးရဲ့ပုံကိုပြင်ဖို့အတွက်သူဘာလုပ်လဲဆိုတော့ပထမဆုံးတစ်ချက်အနေနဲ့အဲ့ဒီပုံကိုပေါ့နော်သူ့ရဲ့စာပါတွေကိုကောက်ထည့်လိုက်တယ်ကျွန်တော်တို့ကတော့ပုံလေးကိုဆိုပြောလို့စန့်ဆိုပြီးပို့လိုက်တာဒါပေမဲ့အပေါ်မှာစန့်ဆိုပြီးပြနေတယ်ဆိုပေမဲ့လည်းတကယ်တမ်းအလုပ်လုပ်ပုံကကြတော့ဒီ AI ရဲ့ main server ပေါ်မှာ upload သွားတင်ရတာဖြစ်တယ်အဲ့ဒီသွားတင်ပြီးတော့မှအထဲမှာရှိတဲ့ automatic system နဲ့သူ့ဟာနဲ့သူအလုပ်လုပ်ပြီးသွားတော့မှဒီပုံကိုစာပါကနေပြန်ပြီးတော့ရော့ဆိုပြီးပြန်ချပေးတာဖြစ်တယ်အဲ့လိုမျိုးချပေးတဲ့အခါမှာကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ save ဆိုတာလေးကတကယ်တမ်းကျွန်တော်တို့က download လုပ်လိုက်တာဖြစ်တယ်သွားတဲ့အဆင့်ကတော့နှစ်ဆင့်ပဲရှိတယ် download ရယ် upload ရယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့သွားတယ်အဲ့ဒါဖြစ်တဲ့အတွက်တေချာဘောပေါ့နော်ကျွန်တော်တို့ရဲ့ဒီမူရင်း data ကသူတို့ရဲ့ server ထဲမှာရှိနေပါတယ်အဲ့ဒါဖြစ်တဲ့အတွက်ခုကျွန်တော်ပြောချင်တာကကြတော့အစောပြောလို့ဒီမျိုးသမီးလေးကသူ့ရဲ့မျက်နှာတွေကိုပြတာမဟုတ်ဘဲနဲ့သူ့ရဲ့အဝတ်စလစ်ပုံတွေကိုပါအစောပြောလို့ဒီ server ပေါ်တင်ပေးလိုက်တာဖြစ်တဲ့အတွက်အဲ့ဒီအဝတ်စလစ်ပုံကြီးကသူတို့ရဲ့ server ထဲမှာရှိနေမှာဖြစ်ပါတယ်ပေါ့နော်နောက်ပိုင်းအဲ့လို site တွေကဘာဖြစ်လာလဲဆိုတော့အစောပြောလို့ဒီငွေကြေးနဲ့အစောပြောလို့ပြန်ပြီးလဲတာအထိဖြစ်လာနိုင်ပါတယ်နောက်ဆုံးကျွန်တော်ပြောရမယ်ဆိုရင် ChatGPT လို့ Gemini လို့နေရာမျိုးတွေမှာတောင်းပါပဲကိုယ့်ရဲ့ real face ကိုလုံးဝမပေးသင့်ပါဘူးပေါ့နော်ကဲပြီးကိုကပေးမှဆိုလို့ရှိရင်လည်းမျက်နှာမထင်မရှားပုံလေးတွေပေးတာမျိုးတွေလုပ်တင်ပါတယ်ပေါ့နော်ဒါကတော့ထားပါတော့ဒါကြောင့်မလို့ကျွန်တော်တို့ကပေါ့နော်ဒီ server တွေပေါ်မှာကိုယ့်ရဲ့ပုံတွေကိုupload လုပ်လိုက်တာမျိုးတွေလုံးဝမလုပ်သင့်ပါဘူးနောက်ကျွန်တော်ပြောပါအောင်မယ်တချို့တွေကြတော့ဒီ browser တွေမှာပေါ့နော်ပောက်ကရ communicate chat software လေးရှိအကောင့်လေးတွေကို down ပြီးတော့သုံးကြတယ်သုံးစားလို့ရှိရင်တို့တွေက data တွေကိုပို့ကြရပေါ့နော်ပြောလို့တရားဝင် official လဲထုတ်ပြန်ထားတဲ့ software တွေမဟုတ်ဘဲနဲ့အဆင်ပြေအောင်ပို့ကြရပေါ့နော်တယောက်နဲ့တယောက် communicate လုပ်ကြရဘယ်သူမှမသိဘူးဆိုတော့ငါ CIA ဆိုတဲ့ပုံစံမျိုးနဲ့တကယ်တမ်းတော့ကိုပို့တဲ့ data တွေအားလုံးကသူတို့ရဲ့ server ကြီးထဲမှာရှိနေပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့က privacy data တွေပို့တော့မယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့ server တွေကမြင်ရမှာဖြစ်တယ်အကယ်၍ဒါဒီ website တွေဆိုတော့ပြောလို့ဒီ software တွေကပေါ့နော်တရားဝင် software တွေဖြစ်တယ်ပြီးတော့အဆင်ပြေတဲ့ software ဆိုလို့ရှိရင်တော့ထားလိုက်တော့ဗျာအဲ့လိုမဟုတ်ဘဲနဲ့မတမာတူတွေရဲ့တင်ထားတဲ့ software တွေမတမာတူတွေလောက်ထားတဲ့ website တွေဆိုလို့ရှိရင်တော့ခင်ဗျားတို့ရဲ့ဆိုတာပြောလို့ privacy data တွေအားလုံးပါမှာဖြစ်တယ်ပေါ့နော်ကိုယ့်ရဲ့ privacy ပုံတွေကိုယ့်ရဲ့ပုံတွေအားလုံးကိုအမည်မသိ server တွေပေါ်မှာတင်တာတွေမလုပ်ပါနဲ့ပေါ့နော်ဒါကတော့အစောအဆောင်ပါကိုကောက်နှုတ်ပြီးတော့ကျွန်တော်ပေးခြင်းတဲ့ message ဖြစ်တယ်ကျွန်တော်နိုင်ငံမှာရှိတဲ့အမျိုးသမီးတွေအဓိကလုပ်နေတာပါလဲဆိုတော့ TikTok လိုနေရာမျိုးတွေမှာပေါ့နော်ကျွန်တော်တို့တွေ sticker လေးနဲ့မျက်နှာအုပ်လိုက်ပြီးတော့သူတို့တွေကပေါ့နော် whole body wall တွေလုပ်တယ်ပြီးတော့တချို့ပေါ့နော်ဒီ photo camera software လေးတွေမှာဆိုလို့ရှိရင်လေဗျာကျွန်တော်တို့ဓာတ်ပုံရိုက်လိုက်တယ်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့မျက်နှာကို sticker လေးနဲ့ကာလိုက်တယ်ကာပြီးတော့
ကျွန်တော်တို့တွေပုံစေ့ပြီးတော့ပြန်ထုတ်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ပြောပါမယ်sticker ဆိုတဲ့သဘောတရားကကျွန်တော်တို့ရဲ့ offline software တွေမှာဆိုရင်တော့ထားလိုက်တော့ online software တွေမှာဆိုလို့ရှိရင် sticker ဆိုတဲ့အလုပ်လုပ်ပုံကိုကျွန်တော်ပြောပြမယ်နေလောင်ပြောမှဆိုလို့ရှိရင်ကတ်ပေါ့ဗျာကတ်မှာခမရကဗီဒီယိုတစ်ပုတ်ရိုက်လိုက်တယ်ရိုက်လိုက်တဲ့အခါမှာပေါ့နော်ခမရရဲ့မျက်နှာကိုအုပ်ထားတယ်ခမရကအစောပြောလို့ဒီပေါ့နော် search နဲ့ပတ်သက်တဲ့ relate တစ်ပုတ်ကိုတင်မယ်ဗျာfake account တစ်ခုမှာတင်လိုက်မယ်တင်ဖို့အတွက်ဆိုပြောလို့ကတ်မှာ edit လုပ်တယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့မျက်နှာကို sticker လေးနဲ့အုပ်ထားလိုက်တယ်ပြီးတော့ကျွန်တော်တို့တွေကဟို edit လုပ်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့မျက်နှာကိုသူများတွေမမြင်အောင်အမျိုးမျိုး changes လုပ်တယ်အဲ့လိုခါမျိုးမှာဘာဖြစ်လဲဆိုတော့ခမရကကတ်ကိုသုံးလို့မှဆိုလို့ရှိရင်အရင်ဆုံး internet ဖွင့်ရမယ်ပြီးသွားလို့ရှိရင်အပေါင်းဆိုတဲ့ຢာလေးကိုနှိပ်ပြီးတော့မှခမရရဲ့မူရင်း data ကိုဒီကတ်ရဲ့ပေါ့နော် software တွေကို upload တင်ရတာဖြစ်တယ်အဲ့လိုမျိုး upload တင်လိုက်တဲ့အခါမှာကတ်ကအဲ့ data ကိုယူပြီးသူ့ရဲ့ server တွေကိုတွားထည့်ထားပြီးတော့ထဲထဲမှာရှိရပေါ့နော်သူ့ရဲ့ tools တွေနဲ့တွားချိန်ပြီးတော့မှကျွန်တော်တို့ကဒီကနေပြီးတော့တနည်းအားပြောမှဆိုလို့ရှိရင် anytime လောက်တဲ့ပုံစံမျိုးပေါ့ဗျာအဲ့ပုံစံမျိုးတွားတယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့တေချာပေါက်ကဘယ် software ပဲသုံးနေနေinternet ကိုချိတ်ဆက်ပြီးအသုံးပြုရတဲ့ software တိုင်းကကျွန်တော်တို့ရဲ့ data တွေအားလုံးက server ပေါ်ရောက်ပြီးသားဖြစ်ပါတယ်အဲ့ဒါကြောင့်လည်းပေါ့နော်ဒီ official ဆိုတော့ပြောလို့ဒီ Microsoft Teams နေပြီးတော့ Facebook Messenger အခုလိုမျိုးပေါ့နော် ChatGPT Gemini ပြီးတော့ဆိုတော့ပြောလို့ကတ်ပေါ့နော်အဲ့လို software တွေမှာအပပေါ့နော်တခြားအမည်မသိ software တွေဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ဒီနေရာနေပြီးတော့မသုံးဖို့ကိုrecommend ပေးချင်ပါတယ်အကွေသုံးမှဆိုလို့ရှိရင်လည်းဆိုတော့ပြောလို့တာမန် data လောက်ကအဆင်ပြေတယ်ဗျာခင်ဗျားတို့ရဲ့ privacy main data ကြီးတင်မယ်ဆိုလို့ရှိရင်တော့လုံးဝကိုမလုံးကြုံနိုင်ပါဘူးဒါကြောင့်မလို့ကျွန်တော်ဒီ video လေးကိုခြုံငုံပြောလိုက်မှဆိုလို့ရှိရင် secure မဖြစ်တဲ့ site တွေပြီးတော့ဆိုတော့ပြောလို့ register မလုပ်ရတဲ့ site တွေရှိတယ်ဗျာဆိုတော့ပြောလို့ register မလုပ်ရတဲ့ application တွေရှိတယ်အဲ့လိုပေါ့နော်အမည်မသိ application တွေအမည်မသိ site တွေမှာကျွန်တော်တို့ရဲ့ဓာတ်ပုံတွေတင်တာတွေ privacy ပုံတွေတင်တာတွေကိုမလုပ်ပါနဲ့လို့ကျွန်တော်ဒီနေ့ကနေပြောချင်ပါတယ်ပေါ့နော်ကိုယ့်ရဲ့ data တွေကိုမတမာလူလက်ထဲကိုမရောက်ဖို့အတွက်ဒီနေရာကနေလဲကိုကာကွယ်လို့ရတယ်ဆိုတာကိုပြောရင်းနဲ့ဒီနေ့ video လေးကိုနှုတ်ဆက်ခဲ့ပါတယ်ထောက်ဆက်တိုင်းမိတ်ဆက်ပေးရရင်ကျွန်တော်က Modern Techno ပါအားလုံးကိုကျေးဇူးတင်ပါတယ်